မင်္ဂလာပါအခုတစ်ခေါက်မှာတော့ကျွန်တော်တို့ generator operation procedure ဆိုတဲ့ဟာကိုကျွန်တော်မျှဝေချင်ပါတယ်generator operation ဆိုတဲ့လည်ပတ်မှုဆိုင်ရာမှာမစခင်မှာကျွန်တော်တို့ generator ရဲ့တိဆောက်ပုံထားသို့ပုံအနေအထားတွေကိုကျွန်တော်ရှင်းလင်းဆွေးနွေးချင်ပါတယ် generator ဆိုတာတကယ်တော့လျှပ်စစ်ထုတ်လုပ်တဲ့စက်ပစ္စည်းဖြစ်တယ်ဆိုတာအားလုံးသိပါတယ် risk level များပါတယ်နော်သူ့မှာဒီ generator ကိုလည်ပတ်ဖို့အတွက် diesel စီတနည်းအားဖြင့်လောင်စာစီအနည်းဆုံးမှာရှိတယ်နောက်တစ်ခုကလျှပ်စစ်ဘေးအန္တရာယ်အတွက်ရှိတယ်နောက်တစ်ခုကသဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်သောကာဗွန်ဒိုင်အောက်ဆိုက်ဒါမှမဟုတ်ကာဗွန်မိုနိုအောက်ဆိုက်ထုတ်နေတဲ့ exhaust system ဆိုတာလည်းရှိတယ်အဲ့တော့ဒီဟာဒီအားလုံးကိုကျွန်တော်ညီညွတ်အောင်လုပ်ဖို့လိုတယ်စက်ရုံအလုပ်ရုံတွေမှာလျှပ်စစ်မီးပြတ်တောက်သွားတဲ့အခါမှာဒီ generator ကိုမောင်းရတယ်မောင်းရတဲ့အတွက်ကြောင့်မလို့ထွက်လာတဲ့ exhaust ငွေဒီစက်ရုံထဲမှာရှိတဲ့ဘက်ပြန်ပြီးတော့ air flow ဘက်ပြန်ပြီးတော့စက်ရုံထဲကိုဝင်တာဒါမှမဟုတ်လည်းအခြားဘေးမှာရှိတဲ့စက်ရုံသွားပြီးတော့ဒုက္ခပေးတာဒါမှမဟုတ်လည်းဒီ exhaust system တက်ထားတာအဆင်မပြေတဲ့အတွက်ဒီ generator gun ထဲမှာမီးခိုးတို့တွေပလူပြန်ပြီးဥနေတာနော်ဒါကြောင့်မလို့ exhaust system တက်ဖို့လိုပါတယ်အခုဒီမှာပြထားတဲ့အတိုင်းပဲဒီ exhaust system က soundproof ဖြစ်အောင်ဒီအခန်းကိုတိစောက်ထားပြီးတော့ exhaust system ကလည်း silencer တက်ထားပါတယ်ဒါကြောင့်မလို့အတန်နည်းနည်းတက်တာတယ်ပေါ့ဗျာနော်နောက်တစ်ခုအရေးကြီးတာက diesel စီတိုးလောင်တာ diesel ထည့်ဖို့အတွက်ချို့ generator တွေက day tank ဆိုတာရှိပါတယ် day tank ဆိုတာ generator နဲ့တိုက်ရိုက်ဆက်သွယ်ထားပြီးတော့ generator တဲကိုစီ top up စီဖြည့်တဲ့လုပ်ငန်းစဉ်ကိုတိုက်ရိုက်သုံးတာဖြစ်ပါတယ်အချို့ generator တွေက built in diesel tank ပေါ့နော်ဒီအောက်မှာသူ့ရဲ့ generator အောက်မှာစီတန့်လေးပါထားပါတယ် generator long hour မောင်းရမယ် generator size ကလည်း capacity ကြီးရဆိုရင် built in tank ကမလုံလောက်ပါဘူးအားကြောင့်မလို့ဘေးကကျွန်တော် day tank နဲ့ join ပြီးတော့ connection လုပ်ပြီးတော့မောင်းရပါတယ်အဲ့အတွက် generator စီစားဖို့စီစားနှုန်းကိုသိဖို့အတွက်ကျွန်တော် flow meter တွေတက်ဆင်ရတာရှိပါတယ်နောက်ထပ်အရေးကြီးတစ်ခါအရေးကြီးဆုံးကတော့ generator တွေမှာ body off ဆိုတဲ့ off grounding system ချဖို့နဲ့ generator alternator မှာရှိတဲ့ three phase system က neutral point ကိုကျွန်တော် ground ချဖို့ပဲဖြစ်ပါတယ်ဒီအတွက်ကြောင့်မလို့ generator ကဒီလုံးမှာ unbalance ဖြစ်တာ breaker trip ဖြစ်ဖို့ရာမှာကျွန်တော် neutral အချထားမှသာလေ breaker က ground ကျမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ generator operation လည်ပတ်ဖို့အတွက်ကိုဟလာအပိုင်းကြီးကျွန်တော်၃ပိုင်းနောက်တစ်ပိုင်းနေ emergency အပိုင်းဆိုပြီးတော့ဘိုင်း၄ပိုင်းနဲ့ဖော်ပြခြင်းပါတယ်အပိုင်းတစ်ကတော့ part A ကျွန်တော် pre start check generator ကိုဆက်မနှိုးမီစတဲ့အချက်လက်တွေ part B က startup procedure ဆက်နှိုးရန်အတွက်လှုပ်ဆောင်ရမယ့်အချက်တွေpart C ကတော့ shutdown procedure generator ကိုမောင်းပြီးတဲ့အခါမှာ shutdown လုပ်ဖို့ပဲဖြစ်ပါတယ်နောက်ထပ်အရေးကြီးဆုံးက generator မှာ emergency ဖြစ်ခဲ့တယ်အတန်မတည်ငြိမ်ဘူးပြဿနာတစ်စုံတရာတက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အရေးပေါ် emergency ရပ်ဖို့ပဲဖြစ်ပါတယ်။ Okay ဒီအကြောင်းတွေမှာမပြောခင်မှာเนาะကျွန်တော်မီးစက်တွေလက်ပတ်တဲ့အချိန်မှာမီးအားမှန်တယ်ပေါ့เนาะမီးအားမပြတ်တော့ဘူးဆိုရင် generator ကအမေရိကန်ပစ္စည်းတွေမှာပါသွားပါတယ်ဒါကတော့နောက်ပိုင်းဖြစ်ကောင်းဖြစ်လာနိုင်ပါအဲ့တော့အမေရိကန်ပစ္စည်းဖြစ်သွားတဲ့အခါမှာ generator ရဲ့ဒီ battery အားသွင်းတဲ့လုပ်ငန်းစဉ်မရှိတော့ပါဘူးအဲ့တော့ generator မီးပြတ်တဲ့အခါမှာထားနိုးဖို့အတွက်အဆင်မပြေတော့ပါဘူးနောက်တစ်ခုကကျွန်တော်တို့ဒီ generator ကိုမီးမှန်သွားတဲ့အချိန်မှာစစ်ဆေးမှုတွေမရှိတော့တဲ့အတွက်ဒီပြဿနာတက်လာနိုင်ပါတယ် generator ကအမေရိကန်ပစ္စည်းဖြစ်လို့မရပါဘူးမီးမှန်သွားရင်တော့မိမိတို့ဝယ်ထားတဲ့စက်ပစ္စည်း standby mode အတွက်ကိုလာတစ်ပတ်တစ်ခါနှစ်ပတ်တစ်ခါမောင်းပေးဖို့လိုပါတယ်ဘက်ထရီဝတ်သွားလို့မရဘူးကျွန်တော်တို့ဒီ generator ကြီးကအိပ်ပျော်သွားလို့မရပါဘူးเนาะအဲ့တော့ကျွန်တော်ဆက်ကြည့်လိုက်အောင်ဗျအဲ့တော့ part A pre start check အဲ့တော့ကျွန်တော်တို့ရဲ့ pre start check မှာဘာတွေပါမလဲဆိုတော့ check engine oil level engine oil level ကိုကျွန်တော်စစ်ဖို့လိုပါတယ် engine oil level ကဒီ gauge တန်ရဲ့ဒီစမှတ်ဆုံးမှတ်မှာမြင်လင်မှတ်ထက်တာလွန်နေအောင်ရှိတယ်ဖို့လိုပါတယ်ပုံမှန်စစ်ဆေးရပါမယ် check radiator water ဒါမှမဟုတ်လည်း coolant ပေါ့ဗျာရေတိုင်ကြီးထဲမှာထည့်ထားတဲ့ coolant water level စစ်ဖို့လိုပါတယ်အဲ့ဒီမှာအရေးကြီးတာရှိပါတယ်စစ်ပြီးရင် coolant ရဲ့အဖုံးကိုတင်းတင်းကြပ်ကြပ်ပြန်ပိတ်ဖို့မမေ့ပါနဲ့
ကျွန်တော်တို့ရဲ့ technician တွေကျွန်တော်ရဲ့ operator တွေကစစ်တယ်ပြီးရင်ဒီအဖုံးကိုတေချာမပိတ်တဲ့အတွက်မောင်းတဲ့အခါမှာဒီ coolant တွေကဖိတ်စိမ့်ပြီးနောက်ထပ်ပြဿနာတက်ပါတယ်နောက်ထပ်တစ်ခုကကျွန်တော် fuel level ပေါ့နော်ကျွန်တော်တို့ရဲ့ day temp ဖြစ်ဖြစ်bay intent ဖြစ်ဖြစ် generator မောင်းတဲ့အခါမှာ C level လုံလုံလောက်ရှိနေဖို့လိုပါတယ် C level မလုံလောက်ရင်လေခိုသွားတက်ပါတယ်ပန့်လေခိုရင်ကျွန်တော်လေပြန်စီပြန်ချူရတာတို့ alternator ကနေပြီးတော့လေပတ်တဲ့အပိုက်ကြီးမမှန်တာတို့အဲ့ဒီကနေ effective ကပါလာလဲဆိုတော့ကျွန်တော်တို့မီးထွက်တဲ့နှုံးတွေမပြည့်စုံတာနေပြီးတော့အခြားမလိုလားအပ်တဲ့ပြဿနာတွေဇက်တိုက်ဖြစ်နိုင်ပါတယ် check battery condition ဘက်ထရီရဲ့ condition တွေ termination တွေကိုတည်တည်ချာချာကြိုးတွေကိုတင်းကျပ်ထားမှုရှိမရှိစစ်ဆေးဖို့လိုပါတယ်အဲ့တော့ဘက်ထရီကောင်းလွတ်နေရင်လည်း startup procedure မှာပြဿနာတက်နိုင်ပါတယ်ဒါလေးတွေပုံမှန်စစ်ဖို့လိုပါတယ်နောက်တစ်ခုကတော့ leak for check for leak ပေါ့နော်ဒီယိုစိမ့်မှုတွေအားလုံးစီရီယိုနေလားရေယိုနေလားအင်ဂျင်ဝိုင်းယိုနေလားစသဖြင့်ပေါ့နော်ဒီဆိုရွှဲနေတဲ့ဟာတွေကိုစစ်ဖို့လိုပါတယ်အင်ဂျင်မှာ gasket တွေရှိတယ် gasket ကနေပြီးယိုစိမ့်မှုတွေရှိနေလားရေတိုင်ကြီးအောက်မှာကိုပေါက်နေတာတွေ့လားစီယိုစိမ့်မှုတွေရှိနေလားကျွန်တော်ဒီဇယ်တန့်ရဲ့ပတ်ဝန်းကျင်မှာကိုဆိုယိုစိမ့်မှုတွေရှိလားဒါတွေကိုကျွန်တော်တို့စစ်ဆေးဖို့လိုပါတယ်ဒါက pre start check ပါเนาะပုံမှန်စစ်ဆေးဖို့လိုပါတယ်နောက်တစ်ခုကတော့ part B က startup procedure generator ကြီးကိုစပြီးတော့မောင်းနေဖို့အတွက် procedure တစ်ခုရှိပါတယ်အဲ့ procedure ကစက်လို့ရင်လှုပ်ဆောင်ရမယ့်အချက်များအဲ့တော့ turn on battery switch battery main load switch ကိုဖွင့်ပါ on ပေးရမှာပေါ့နော်ပြောချင်တာကအချို့မီးစက်တွေမှာ battery ကိုမောင်းပြီးတဲ့အချိန်မှာ switch ကို off လုပ်ရမလိုလားတဲ့ battery leak ဖြစ်ပြီးတော့လာဒီ generator ကဟိုကျွန်တော်တို့ရဲ့ဒီ battery အားကုန်သွားတာပေါ့နော်အားကုန်သွားတဲ့အတွက်ကြောင့်မလို့ဒီ generator မောင်းလို့မရတော့ဘူးဒါပေမဲ့ electronic engine တွေမှာတော့ဒီဟာကို standby mode အနေနဲ့ battery ကို on ထားပါတယ်ဒါမှသူ့ရဲ့ sensor ပေါ့နော်ဟိုဘက်ကနေပြီးတော့မီးပြတ်သွားတဲ့အချိန်မှာ sense ကရပြီးတော့ generator ကိုနှိုးပေးရတာပေါ့အများတန်းတော့အချို့မီးစက်တွေမှာတော့အများတန်းတော့ဒီဟာမမှန်နိုင်ဘူးအချို့မီးစက်တွေကမောင်းပြီးရင် battery ကို switch off ကတယ်အချို့မီးစက်တွေကတော့မလုပ်ဘူးဒါတော့ခင်ဗျားတို့သုံးစွဲတဲ့မီးစက်ပုံမှာမူတည်ပါတယ်နောက်တစ်ခုကတော့ brass start button စနှုတ်ခလုတ်ကိုတည်တည်ချာချာမိမိရဒီချာနှုတ်ပါနှိပ်ပါဒါမှမဟုတ်တော့ကိုဖွင့်ပါပေါ့နော် Okay နောက်တစ်ခုက warm up for 3 to 5 minutes အဲ့ဒါက generator ကဒီနေ့တစ်နေ့လုံးမှာမမောင်းရသေးဘူးဆိုရင်တော့3မိနစ်5မိနစ်လောက် generator ကိုမောင်းထားဖို့လိုပါတယ်ဒါအပူပေးတဲ့စနစ်ပါနော် generator warm up လုပ်ရတယ် engine wine တွေကိုဟလာ body structure ထဲမှာပြည့်သွားအောင်ဒီ engine coolant system တွေ pump system တွေအတန်မှန်လားမမှန်လားဖြစ်တော့okay သွားပြီဆိုတော့မှကျွန်တော်တို့ကဒီမီးကိုလွှတ်ဖို့လုပ်အောင်နောက်တစ်ခုက check voltage and frequency အဲ့တော့ generator တွေမှာ panel လေးပါတယ်အဲ့ဒီ panel မှာ voltage ဆက်ရမယ် frequency ဆက်ရမယ် voltage ဆိုတော့ဘူအားပေါ့ဗျာ frequency ဆိုတော့ချိန်တော့မှန်လားမမှန်လားကြည့်okay ပြီဆိုတော့မှကျွန်တော်တို့ကswitch on တဲ့ circuit breaker circuit breaker လို့လည်းခေါ်တယ် MCB လို့လည်းခေါ်တယ် generator ရဲ့ breaker ကိုကျွန်တော်ဆွဲတင်ရနော်အဲ့တော့ main load breaker တွေကိုတင်ပြီးလွှတ်ရတယ်ဒါကတော့ manual မောင်းတဲ့စနစ်ပါနော်ကျွန်တော် ADS နဲ့မောင်းနေဆိုရင်တော့ဒါ breaker ပါ on ထားပေးရတယ် standby လုပ်ရတယ်အဲ့တော့ဒီမှာဘာလုပ်ထားလဲဆိုတော့ဒီ generator တွေအားလုံးကို startup procedure မှာ generator မီးပြတ်သွားတယ်ဆိုတာနဲ့ဝုန်းဆိုမီးစက်ကထလဲတယ်လဲပြီးတော့မှမီးစက်လဲပြီး3မိနစ်ကြာတော့မှချိန် over switch ကဒိုင်းနဲ့ချိန်ပေးပြီးတော့မီးကိုလွှတ်တယ်ပေါ့အဲ့ဒီအချိန်မှာပဲဟလာသူ့ရဲ့ auto system ကနေစစ်ဆေးတယ် engine wine okay တယ် C level okay တယ်ဆိုတဲ့ sensor တွေကနေစစ်ဆေးပြီးတော့မှ okay တယ်ဆိုမှဒီဘက်ကချိန် over switch ကို command ပေးပြီးတော့ချိန်တာဒီမြင်တော့ဒီဘက်ကမီးကိုကျွန်တော်တို့မချိန်ပေးဘူးပေါ့ဒါက auto fully auto system တွေပဲဖြစ်ပါတယ်ကျွန်တော်နောက်တစ်ခုကတော့ကျွန်တော် pass C ပေါ့နော် pass C ဆိုတာမြစ်ဆက်မောင်းပြီးတဲ့နောက်မှာ shut down လုပ်မယ်ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်generator ကိုရပ်ဖို့အစီအစဉ်ပဲဖြစ်ပါတယ်အဲ့တော့ generator ကို shut down လုပ်ဖို့စက်ပိတ်ရန်လှုပ်ဆောင်ရမယ့်အချက်တွေရှိပါတယ်အဲ့တော့ switch off the breaker ခုနကနေပြောင်းပြန်ပါလာကျွန်တော်ရဲ့ main breaker ကိုပြန်ချတယ်okay မီးလာပြီဆိုတဲ့အခါမှာ auto တွေမှာဆိုရင်တော့ဒါကျွန်တော် EBC ကို auto switching ပြန်ချိန်လိုက်တာနော် auto switching ချိန်နေဆိုတာဒီဘက်က generator ကနေပြီးတော့ဟိုဘက်အချမ်းကEBC ကိုပြန်ချိန်လိုက်တကယ်လို့ကျွန်တော်တို့ EBC မရှိဘူး generator နဲ့ပဲမောင်းနေရတဲ့နေရာတွေမှာဆိုရင်ဒီ procedure တိုင်းသွားဖို့လိုပါတယ်
နောက်တော့ generator ကိုချက်ချင်းရပ်ပလိုက်လို့မရပါဘူး cool down 3 to 5 minute စက်ကိုဝင်အားမဲ့ no လုံးနဲ့3မိနစ်5မိနစ်မောင်းထားဖို့လိုပါတယ်ချက်ချင်းစက်ကိုရက်ချက်ချင်းမီးစက်ကိုပိတ် breaker ကိုချလို့မရပါဘူး cool down system ဆိုတာရှိပါတယ် engine ထဲမှာအပူငွေ့တွေကို short ချတဲ့အလုပ်ပဲဖြစ်ပါတယ်အားလုံးပြီးသွားပြီဆိုတော့မှstop button ကိုနှိပ်ပြီးတော့ generator ကို set the close stop button ကိုနှိပ်ပြီးတော့ရပ်ပလိုက်ရမှာဖြစ်ပါတယ်တော့နောက်တစ်ခုကတော့ turn off the battery switch if require ခုနကျွန်တော်ပြောခဲ့သလိုပဲ electronic engine မဟုတ်ဘူး manual နဲ့မောင်းတဲ့မီးစက်တွေမှာဆိုရင်ကျွန်တော်တို့ရဲ့ battery အားနေဖို့အတွက်ကို battery clock ကို switch off လုပ်ဖို့လိုပါတယ်เนาะဒါမေ့လို့မရပါဘူးပြီးတော့နောက်ဆုံးမှာတော့ clean the area ပတ်ဝန်းကျင်ကိုအမြဲတမ်းတန့်ရှင်းဖို့လိုပါတယ်မီးခိုးမိုင်းတွေရှိခြင်းရှိမယ်ဖုံတွေရှိမယ်တန့်ရှင်းရေးတွေရှိเนาะ generator ရပ်ပြီးတဲ့နောက်ဒီ area မှာ generator မီးမထွက်ဘူးတန့်ရှင်းနေဆိုတဲ့အခြေအနေမှာမီးစက်ကိုကင်တွယ်ပြီးတော့ဖုံတွေတုပ်တာတန့်ရှင်းလုပ်ဖို့လိုပါတယ်เนาะစီနဲ့တုပ်တာတို့ရေနဲ့တန့်ရှင်းလုပ်တာတို့ generator ကမှလုပ်လို့မရပါဘူး dry cleaning ပဲရပါတယ်အဲ့တော့ emergency stop ပေါ့เนาะအရေးပေါ်ဆက်ရက်ခြင်းကိစ္စပေါ့အဲ့တော့ emergency stop ကိုကျွန်တော်တို့လုပ်ကြမယ်ဆိုတဲ့အခါမှာအရေးပေါ်အခြေအနေပေါ့နော်ဆက်ရက်တက်နေဆိုမီးလောင်တာပဲဖြစ်ဖြစ်အရေးကြီးဆက်သက်မှန်တာပဲဖြစ်ဖြစ်အခြေအနေမကောင်းတာပဲဖြစ်ဖြစ်ဒီမှာမီးစက်မှာပါတဲ့ control panel မှာကျွန်တော် emergency button ကိုနှိပ်လိုက်ရုံပါပဲအဲ့လိုနှိပ်လိုက်ခြင်းအပြင် generator alternator ကြီးကထိုးရက်သွားမယ်ပြဿနာဘာလဲဖြစ်ဆိုတော့ဒီလိုထိုးရက်လိုက်တဲ့အတွက်ကြောင့်မလို့မီးစက်ရဲ့ရက်ပုံရနည်းက frequency ကဖြည်းဖြည်းချင်းတတတတတတကြာသွားတဲ့အချိန်မှာမီးတုတ်ဖြစ်သွားပြီးတော့ဒီ control system တွေတော့ထိခိုက်သွားနိုင်ပါတယ်ဖြစ်နိုင်ရင်တော့ breaker ချပြီးတော့မှ emergency stop ကိုနှိပ်တာတော့အကောင်းဆုံးပါပဲကျေးဇူးတင်ပါတယ် thank you ပါ